ဒီပိုင်းမှာတော့ဝက်လင်းနဲ့မိုးကြိုးသားရဲတို့ဟာရွင်ရှာကြိုကြီးရဲ့နယ်နမိတ်အတွင်းထဲဝင်ရောက်လာခဲ့ကြပြီးလေးထုတဲကိုဆင်းသက်လာတာနဲ့မြန်ဆန်လွန်လာတဲ့အမွှေးမြင့်လက်တံကြီးတွေဟာသူတို့စီတိုက်ခိုက်လာခဲ့ကြလို့ဝက်လင်းကအနှဲငယ်အံ့အားသင့်သွားရပါတယ်။တိုက်ပွဲတွေ့ကြုံရှိသူဖြစ်တာကြောင့်လင်တဲ့ဟိုရဲ့အစွမ်းထက်ဓာတ်ခုနှစ်လက်ကိုအမြန်ထုတ်သုံးလိုက်ပြီးဒီလက်တံတွေကိုခုခံတားဆီးလိုက်တဲ့အခါဝမ်ရွက်ကလည်းဒီဓာတ်ကုံလုံးကိုသိမ်းယူသွားခဲ့ပါတယ်။ရွင်ရှာကြိုကြီးတစ်ခုလုံးဟာအခုချိန်မှာတာမန်အခြေအနေမဟုတ်တော့ပဲအလွန်ကိုသတိထားရမယ့်အရေးပေါ်ဖြစ်နေတာကိုဝက်လင်းနားလဲလိုက်တဲ့အတွက်မိုးကြိုးသားရဲကြီးကိုတိုးလောင်အိတ်ထဲဝင်နေခိုင်းလိုက်ပါတယ်။မိုးကြိုးသားရဲကအနှဲငယ်ငင်းဆန်ခြင်းပေမဲ့စစ်ရထားတဲ့ပြန်မသွားခြင်းဘူးဆိုရင်သူပြောသလိုဝင်နေလိုက်ဆိုပြီးအေးဆက်စွာအမိန်ပေးလိုက်တဲ့ဝက်လင်းစကားတွေနောက်မှာတိုးလောင်အိတ်ထဲဝင်နေလိုက်ရပါတော့တယ်။အဲ့ဒီနောက်မှာတော့လမ်းမွေနဂါးကြီးရဲ့လက်ရှိအနေထားကိုစစ်ဆေးကြည့်လိုက်ပြီးထိတ်လန့်ဖွယ်အကြောင်းရင်းတစ်ခုကိုရှာတွေ့လိုက်ပါတော့တယ်။ဒါကတော့ဒီတတဝါကြီးတွေမှာတရေပြောင်းခြင်းအဆင့်3ဆင့်ရှိပြီးပထမနဲ့ဒုတိယအဆင့်ကအိမ်မောကြရာကနေနိုးထလာတဲ့အခြေအနေဆိုပေမဲ့လက်ရှိဝင်ရွယ်ကြီးကနိုးထလာတော့မဲ့တတိယအဆင့်ကိုကူးပြောင်းနေခဲ့ပါပြီ။ရှင်းနက်ဖျားထုစီရဲ့မှတ်ညံအမွေနှစ်ထဲမှာလည်းဒီလိုတတိယအဆင့်ကိုရောက်နေတဲ့ကပ်ပါကောင်တွေဟာသူတို့လက်တံတွေကိုအကန့်အသတ်မရှိအရှိကြီးစမ်းထုတ်နိုင်စွမ်းရှိကြပြီးဒီအချက်တွေကဝက်လင်းအတွက်တော့ချိန်ချောက်မှုဖြစ်လာခဲ့ရပါတယ်။ဒါပေမဲ့ဒီတတဝါကြီးဟာအပြည့်အဝနိုးထနေတာမျိုးမဟုတ်ပဲတဝက်လောက်အိမ်မောကျနေသေးလို့ဝက်လင်းတို့လည်းရွင်ရှာကြိုကြီးတဲ့တိတ်တဆိတ်ခိုးဝင်လာခဲ့ကြပြီးမြူတွေပို့ထူထပ်နေတာကိုသတိပြုမိလိုက်ပါတယ်။သူထွက်သွားတဲ့နှစ်တရအတွင်းမှာလူတစ်ယောက်ထက်ရောက်လာခဲ့ပြီးဝမ်ရွက်ကိုတိုက်ခိုက်သွားတဲ့ဆိုပြီးလေးထုတွေကချီစွမ်းအားတွေကိုစစ်ဆေးကြည့်တဲ့အခါထန်းလန်တို့အဖွဲ့သူ့နောက်လိုက်လာကြတာလားလို့ဝက်လင်းလဲတန်တရားဖြစ်သွားခဲ့ရပါတယ်။ဝမ်ရွက်ကြီးနိုးမလာခင်မှာရွှေတက်တုကိုတူးယူရမှာဖြစ်လို့ဝက်လင်းလဲဆုံးဖြတ်ချက်ခိုင်မာထားလိုက်ပြီးမိသားစုကြီးတွေစီကနေအပင်ပန်းခံဓမြတိုက်လာခဲ့တဲ့ဝိဇ္ဇာနဲ့အစင်တက်တစ်တီးတွေကိုတတဝါကြီးရဲ့အမွေးမြင့်လက်တံအရင်နားမှာကတ်ထားပေးလိုက်ပါတယ်။ဒီတစ်တီးတွေကိုဖောက်ခွဲလိုက်တဲ့အခါအစိမ့်ငွေတွေကတကြိုလုံးကိုပြန့်နှံ့သွားနိုင်တာကြောင့်ဝမ်ရွက်ကလည်းအချိန်ခဏလောက်အိမ်မောကျသွားနိုင်တယ်လို့ဒီလိုခွင့်ရေးမျိုးကိုသူဖန်တီးလိုက်နိုင်ရင်ရွှေတက်တုဆိုတဲ့ကြော်ရိုးကြီးတွေကိုထုတ်ယူနိုင်ပါလိမ့်မယ်။ဒါပေမဲ့အလင်းစလို့မပြုတ်မှုတက်တဲ့ဝက်လင်းကဒီတတဝါကြီးပါဖြစ်လို့တတိယအဆင့်ကိုကူးပြောင်းနေရတယ်လဲဆိုတဲ့အကြောင်းရင်းကိုအရင်စုံစမ်းလိုက်တယ်လို့အဆင့်တက်တစ်တီးတွေကိုလည်း6နာရီကြာသွားတဲ့အထိလိုက်ထားပေးနေခဲ့ပါသေးတယ်။ဂျိုအတွင်းပိုင်းကိုတေချာလိုက်ကြည့်တဲ့အခါအလွန်ကြီးမားတဲ့ဒဏ်ရာဟောင်းကြီးတစ်ခုကိုတွားတွေ့လိုက်ရတယ်လို့အဲ့ဒီနေရာတစ်ဝိုက်ကစွမ်းအင်ကျွင်းကျန်တွေကလည်းထန်းလန်နဲ့သက်ဆိုင်နေတယ်ဆိုတာအတည်ပြုလိုက်နိုင်ပါတယ်။ဒီအချက်ကဝက်လင်းကိုအတော်လေးစိုးရိမ်သွားစေခဲ့ပြီးထန်းလန်တယောက်တည်းဆိုဒီတတဝါကြီးကိုဒဏ်ရာရအောင်မလုပ်နိုင်တာကြောင့်သူ့နောက်မှာအင်အားစုတွေထပ်ပါလာသေးတာလားဆိုပြီးတန်တရားဝင်လာခဲ့ရပါတော့တယ်။ဒီလိုနဲ့အတွင်းပိုင်းကိုဆက်ဆူးဆန်းနေခဲ့ပြီးထန်းလန်ရဲ့ရေဒနာတစ်ခုဖြစ်တဲ့အေယာမတောင်တန်းပုံရိပ်ကိုတွေးမြင်လိုက်ရတာကြောင့်ဝက်လင်းလဲလိုချင်စိတ်ဖြစ်သွားရပါပြီ။လင်တန်းဟိုရဲ့ဓာဆွမ်းအင်တွေထုတ်သုံးလိုက်ပြီးတောင်တန်းရဲ့ဒနာကိုဖျက်ဆီးသိမ်းပိုက်ဖို့စ조사ကြည့်တဲ့အခါဝမ်ရွက်ကလည်းလှုပ်ရှားမှုတွေကြောင့်ရုတ်တရက်နိုးကျလာခဲ့ရတယ်လို့လက်တံတွေကလည်းဝက်လင်းစီတိုးဝင်တိုက်ခိုက်လာခဲ့ပါတယ်။အခြေအနေတွေဆိုးရွားသွားနိုင်တာမို့လက်တံတွေကိုရက်တန့်ပစ်လိုက်ရပြီးဒီနေရာတစ်ခုလုံးကိုစက္ကန့်ပိုင်းလောက်အေးခဲပစ်လိုက်တဲ့နောက်ထန်းလက်ရဲ့ဒနာကိုအမြန်သိမ်းဆည်းလိုက်ပြီးဒီနေရာကြီးကနေတချို့တဲ့လစ်ပြေးရပါတော့တယ်။လွတ်ရာကိုသူရောက်တဲ့အခါထန်းလန်ကဒီလိုတတဝါကိုဘာကြောင့်တိုက်ခိုက်ခဲ့ရတယ်လဲဆိုပြီးနားမလည်နိုင်ဖြစ်နေရပါပြီ။ထူးစီမညံတွေပြန်စင်းစားလိုက်တော့ဝမ်ရွက်ကြီးတွေရဲ့ခန္ဓာကိုယ်ထဲမှာလာရောင်အူတိုင်းဆိုတဲ့အသက်သွေးကြောရှိနေပြီးတကယ်လို့အသက်အန္တရာယ်ကြုံတွေ့လာတဲ့အခါဒီအူတိုင်းကိုဖောက်ခွဲပစ်လိုက်ပြီးသူ့ကိုယ်သူအဆုံးစီရင်ပစ်တတ်ကြပါတယ်။အဲ့ဒီလိုပောက်ကွဲသွားတဲ့အခါနတ်ဖျားတွေပဲအသက်ရှင်ကျန်ရစ်ကြပြီးတခြားသောတရှိတတဝါတွေကအကုန်လုံးပျက်စီးသွားနိုင်တာကိုဝက်လင်းသိရှိလိုက်တဲ့အတွက်ထန်းလန်ရဲ့အသိဉာဏ်ကင်းမဲ့လုံးနဲ့လုံးရက်တွေကိုလောင်ရဲမိလိုက်ပါတယ်။ထန်းလန်ဟာဒီတတဝါကြီးကိုဒေါသထွက်အောင်တွားလှုပ်ထားမိလို့အခုချိန်လောက်ဆိုအစာအိမ်ထဲမှာခြေဖြတ်ခံနေရလောက်ပြီဆိုပြီးဝက်လင်းတွက်ဆမိလိုက်တာကြောင့်ဝမ်ရွက်ကြီးရဲ့အညစ်ကြေးစွန့်ရလမ်းကြောင်းနေရာစီတွားကြည့်မိလိုက်ပါတယ်။အဲ့ဒီနေရာမှာတော့သူထင်ထားသလိုထန်းလန်တယောက်ပိတ်မိနေလျက်ရှိပြီးကြင်ကြံသူရောက်လာတဲ့အချက်ကသူ့ကိုပျော်ရွှင်သွားစေခဲ့ပါပြီ။ဝက်လင်းမသိသေးတာကြောင့်သူ့ကိုကုထုတ်ပေးရင်ရေဒနာတွေနဲ့ကျေးဇူးပြန်ဆက်မဲ့လို့အော်ဟစ်တောင်းပန်နေခဲ့ပေမဲ့ဝက်လင်းကတော့ထန်းလန်လိုရန်သူတယောက်ကိုတေတွင်းတူးပြီးမကယ်ပေးနိုင်တာကြောင့်ရွှေသက်တုစီကိုပဲပြန်လာခဲ့လိုက်ပါတယ်။ရှုလီကောကလည်းချီတွင်းကြီးနားကနေမြ мян ထွက်သွားပါတော့ဆိုပြီးအထက်ကလန့်အော်နေခဲ့ရတယ်လို့ဝက်လင်းကလည်းထန်းလန်နောက်မှာအင်အားစုကြီးတွေပါမလာဘူးဆိုတာအခုလိုအခြေအနေကနေတွက်ဆမိလိုက်တာကြောင့်စိတ်အေးသွားခဲ့ရပါတယ်။ထန်းလန်ကတာရဲကြီးရဲ့ရွှေကြောရိုးကတတုတစ်ခုဆိုပြီးတူးထုတ်ခဲ့မိလို့ချီတွင်းထဲရောက်နေရတာဖြစ်ပြီးဝက်လင်းကလည်းအဲ့ဒီနေရာကနေထက်တူးဖော်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါပြီ။အယိုးတွေကိုဆွဲမထုတ်ခင်ဂျိုတစ်ခုလုံးကအစင်တက်တစ်တီးတွေကိုဖောက်ခွဲထုတ်ပစ်လိုက်ပြီးအနီးရောက်မြူတွေကြားအိမ်မောကျစေလိုက်တယ်လို့လမ်းမွေနဂါကြီးငိန်တက်သွားတဲ့အခါကျမှမယန်းနာတကားတဲ့ကနေတစေလောကမြည်တွေကိုအကုန်ထုတ်ဖော်လိုက်ပါတယ်။ဒီရေဟာတိုက်စားမှုတွေအပြင်းလွန်းတာမို့အသားတွေကိုဖယ်ထုတ်လိုက်နိုင်ပြီးအယိုးတွေကိုလည်းအထင်ငေါမရှိစွာဖျက်တောက်နိုင်ခဲ့တာကြောင့်အပိုင်းစာကြီးနှစ်ခုကိုအောင်မြင်စွာရရှိသွားခဲ့ကြပါတယ်။ဒါပေမဲ့ကြီးမားလေးလံတဲ့ဒီရိုးကြီးတွေကိုတိုးလောင်အိတ်ထဲမထည့်သွင်းနိုင်တာကြောင့်အဆောင်ရုပ်သေးနဲ့အတူဆွဲထုတ်ရပါတော့တယ်။အယိုးကြီးတွေကိုခန္ဓာကိုယ်ထဲကအတင်းဆွဲထုတ်နေတာဖြစ်လို့ဝမ်ရွက်ကြီးလည်းဘလောက်ပဲအိမ်မောကျနေပါစေနာကျင်မှုကိုခံစားလိုက်ရတာကြောင့်မကြခင်မှာပြန်တရိရလာပါတော့မယ်
ဝက်လင်းထင်ထားတဲ့အတိုင်းလက်တံကြီးတွေလှုပ်ရှားလာခဲ့ကြပြီးအယိုးကြီးကိုပြန်ဆွဲယူနေတာကြောင့်သူနဲ့အတူနှစ်ပေါင်း900အတူရှိနေပေးခဲ့တဲ့တားမြစ်အလံကြီးကိုထုတ်ယူလိုက်ရပါပြီ။တားမြစ်အလံကိုဖောက်ခွဲအသုံးပြုလိုက်ရတဲ့အခါနာကျင်မှုနဲ့ဝမ်းနည်းတန်ကြီးထွက်ပေါ်သွားခဲ့ပြီးလက်တံကြီးတွေကျိုးပြတ်သွားခဲ့ရတာကြောင့်လမ်းမွေနဂါကြီးလည်းမျက်လုံးပွင့်လာခဲ့ပါတယ်။အခြေအနေတွေဆိုးရွားလာပြီဖြစ်လို့ဝက်လင်းလည်းလွတ်မြောက်ဖို့သာအာယုံစိုက်ထားလိုက်ပြီးအယိုးကြီးနှစ်ချောင်းကိုဆွဲယူလာခဲ့လိုက်ပါတယ်။လေထုတွေပြေးတက်လာကြပေမဲ့မြင်ဆန်လွန်းတဲ့ဝမ်ရွယ်ကြီးကသူတို့နောက်ကိုလိုက်မိလာခဲ့ပြီးဆွဲယူအားတွေဖန်တီးလိုက်တာကြောင့်ဝက်လင်းတို့လည်းနောက်ပြန်လန်သွားရပါပြီ။အယိုးကြီးတွေကိုပါတလုတ်ထဲမျိုးချပစ်လိုက်နိုင်တဲ့အေယာမပစက်ကြီးကလည်းသူတို့နာနီးကပ်လာခဲ့တဲ့အခါဝက်လင်းကလည်းအရင်တုန်းကမျိုးချဆွဲယူသွားတဲ့ဓာပြန်ခုနှစ်လက်ကိုလှမ်းမြင်လိုက်ရတာကြောင့်ဒီဓာတွေကိုအဝေးကနေလန်ထိန်ချုပ်လိုက်ပါတယ်။ဓာခုနှစ်လက်ကိုပေါင်းစည်းပစ်ပြီးအစီရင်တစ်ခုလိုဖောက်ခွဲပစ်လိုက်တာကြောင့်အလွန်နာကျင်သွားတဲ့ဝမ်ရွယ်ကြီးကလည်းတခဏလောက်ရပ်တန့်သွားခဲ့ရပါတော့တယ်။ဝက်လင်းကဒီအခွင့်အရေးကိုအမြန်သုံးချလိုက်ကကြောရိုးကြီးတွေကိုကျေတန်လိုက်ပေါ်အမြန်ပစ်တင်လိုက်ပြီးအမြန်တုံးကိုထပ်တိုးလိုက်ရပါတယ်။ဒါပေမဲ့ဒေါသထွက်နေတဲ့ဝမ်ရွယ်ကြီးကဝက်လင်းကိုတားဆီးဖို့အတွက်ရှေးနက်ဖျားတွေသာအသုံးပြုနိုင်ကြတဲ့နက်ဖျားဘာသာစကားကိုအတန်ထွက်ရွတ်ဆိုလာခဲ့တယ်လို့ဝက်လင်းစီကိုလည်းအတင်းရဲတဲ့သူအခုရက်လိုက်ဆန်းဆိုပြီးကျဲလောင်စွာအော်ဟစ်ပစ်လိုက်ပါတယ်။ဒီအတန်ကြီးထွက်ပေါ်လာတာနဲ့လေဟာနယ်တွေပောက်ကွဲထွက်သွားကြပြီးအကွဲလာတဲ့ဟင်းလင်းပြင်တွေဟာကျေတန်လိုက်ကိုအနောက်ရှက်ဖြစ်သွားစေခဲ့တာကြောင့်တုံလုံးနေရတဲ့ဝက်လင်းကလည်းရှေးနက်ဖျားမညံတဲ့ကိုပြန်ရှာကြည့်လိုက်ရပါတယ်။ကပ်ပါကောင်တွေဟာနက်ဖျားဘာသာစကားကိုဘယ်တော့မှအသုံးမပြုခဲ့ကြသလိုဒီအတန်ကြီးရဲ့စွမ်းအင်စင်းကလည်းကျေရှိလုံးလောက်ထိအားကောင်းနေတာကြောင့်ရှေးနက်ဖျားတစ်ပါးရဲ့အစွမ်းစားမျိုးနဲ့တောင်ညီမျှနေခဲ့ရပါတယ်။ဒီအချက်တွေပိုသိလာရလေဒီဝမ်ရွက်ကြီးကဗီဇပြောင်းဆိုတာပိုသေးချလေဖြစ်လို့ဝက်လင်းလဲနောက်ဆုတ်ဆန်းဆိုပြီးနက်ဖျားစကားနဲ့ပြန်မိန်ပေးကြည့်လိုက်ပါတယ်။ဝက်လင်းရဲ့စကားတန်တွေကြောင့်ဝမ်ရွက်ကြီးလဲစိတ်ရှုပ်ထွေးတွေဝေသွားခဲ့ရသလိုဒီအချိန်မှာပဲအစာဟောင်းတွေကထန်းလန့်တယောက်လဲချီးတွင်းတွေကယုံထွက်လာနိုင်ခဲ့ပါတယ်။ဝမ်းသာပျော်ရွှင်စွာအပြင်ဘက်ပြေးထွက်လာခဲ့ပြီးဝက်လင်းကိုလှမ်းမြင်လိုက်ရတဲ့အခါသူခုလိုအဖြစ်ဆိုးနေရခြင်းကဝက်လင်းကြောင့်ဆိုပြီးအပိုင်းပိုင်းဆွဲဖြည့်ခြင်းလောက်တဲ့အထိဒေါသမီးတွေတောက်လောင်လာခဲ့ရပါတယ်။ဝက်လင်းကလည်းသူ့စီပြေးဝင်လာတဲ့ထန်းလန့်ကိုမြင်လိုက်ရတာနဲ့အယိုးတစ်ချောင်းသူ့ဘက်ကောက်ပစ်ပေးလိုက်ပြီးဝမ်ရွယ်ကြီးကိုအချိန်ဆွဲထားလိုက်တယ်လို့ရက်တန့်ချင်းမှန်တန်ကိုလည်းအချိန်မီထက်သုံးပေးလိုက်တာကြောင့်ထန်းလန့်လည်းတိုင်ပတ်သွားခဲ့ရပါပြီ။လိုက်မိလာတဲ့ဝမ်ရွယ်ကြီးကအယိုးကြီးနဲ့အတူထန်းလန့်ကိုပါမျိုးချပစ်ဖို့ကြိုးစားလာခဲ့လို့အစာတွင်းတဲကိုနောက်တစ်ကြိမ်ထပ်မသွားကျင်တော့ဘူးဆိုပြီးထန်းလန့်ကလည်းရှိသမျှခွန်အကုံလုံးနဲ့အတင်းယုံထွက်ပစ်လိုက်ပြီးအဖိုးတန်တဲ့သုံးချောင်းထောက်မိဖို့ကြီးကိုပါပါစက်ကြားတဲ့ထည့်ပေးလိုက်ရပါတယ်။ရေဒနာတစ်ခုနဲ့နေရာလဲထားလိုက်ပြီးကိုက်ဝါမှုကြကလွတ်မြောက်လာတဲ့အခါဒေါသထွက်လာတဲ့ဝမ်ရွယ်ကြီးကလည်းလာမင်းရဲ့အမျက်ဒေါသဆိုပြီးနက်ဖျားတွေရဲ့အတတ်ပညာတစ်ခုကိုထုတ်ဖော်လိုက်ပါပြီ။ချက်ချင်းဆိုသလိုကောင်းကင်ရဲ့တစ်ခုလုံးမှာရှေးနက်ဖျားပုံရိပ်ကြီးထွက်ပေါ်လာခဲ့ပြီးဒီပုံရိပ်ကြီးရဲ့လက်ညှိုးတစ်ချက်ကအလွန်ပြင်းထန်တဲ့စွမ်းအားတွေကိုစူးစီးထိုးချခဲ့လို့ထန်းလန့်လည်းအားကိုးရကိုအမြန်ရှာဖွေလိုက်ရကတောင်တဲ့မြစ်တိုင်းကြီးတစ်ခုကိုအမြန်ကထားလိုက်ရပါတယ်။ဒါပေမဲ့နက်ဖျားလက်ညှိုးဟာအစွမ်းထက်လွန်လာတဲ့အကာအကွယ်ကြီးတွေကိုတစ်ခုပြီးတစ်ခုဖျက်ဆီးပစ်လိုက်တာကြောင့်ထန်းလန့်လည်းအခြေအနေဆိုးကြကနေအနောက်ဆုတ်ဖို့ကြိုးစားလိုက်ပေမဲ့ရက်တန့်ချင်းကသူ့စီထက်ရောက်လာခဲ့ပြန်ပါတယ်။စက္ကန့်ပိုင်းလောက်အေးခဲနေခဲ့ရတဲ့အပြင်တောင်တဲ့မြစ်ရေဒနာကလည်းဝက်လင်းဘက်ကထက်လူယူသွားပြန်တာကြောင့်ကောက်ချစ်တဲ့ကောင်ဆိုပြီးအော်ဟစ်ဆဲဆိုနေခဲ့ရပါပြီ။ဒါပေမဲ့လည်းကံကောင်းသူမောင်ထက်လန့်ကြီးစီမှာအပေါ်ဆုံးကရေဒနာတွေဖြစ်လို့တေမျိုးကဘာရဲ့ဧကရိရေဒနာကိုထပ်ထုတ်ယူလိုက်ပြီးဧကရိတွေရဲ့ဝိညာဉ်ပေါင်း9000ကျော်ကိုပေါင်းဆက်ထားတဲ့ဆိုပြီးကြောဝါလိုက်ပါတယ်။ဝမ်ရွက်ကြီးရဲ့နက်ဖျားလက်ညှိုးကြီးကဒီရေဒနာကြီးကိုလည်းအလွဲတကူထိုးဖောက်သွားပြန်လို့တံပြန်ခံလိုက်ရတဲ့ထန်းလန့်တယောက်သွေးတလုံးအန်ထုတ်လိုက်ရပြီးနီးစက်ရာဂျိုတလုံးပေါ်ကိုတေလူမျောပါပြုတ်ကျသွားခဲ့ရပါတော့တယ်။ထန်းလန့်ကိုရှင်းလင်းပြီးချိန်မှာတော့ဝက်လင်းစီအာယုံပြန်ရောက်လာခဲ့ပြီးလက်ညှိုးတစ်ချက်ကသူ့စီတိုးဝင်လာခဲ့ပြန်လို့ဝက်လင်းကလည်းသူ့စီမှာရှိနေတဲ့အစွမ်းထက်တိုက်ခိုက်မှုတွေကရှင်တန်ချင်းတစိမ့်တွေနဲ့အထက်ထက်ကထားလိုက်ရပါတယ်။ဒါပေမဲ့ဖန်တစ်ချက်လိုကွဲကြေသွားခဲ့ရပြီးနာကျင်သွားတဲ့ဝက်လင်းစီကိုလက်ညှိုးကြီးဆင်းသက်လာချိန်မှာတော့အရာအလုံးကဘေးကျက်နှံကျက်ဖြစ်သွားခဲ့ရပါပြီ။ဒီအခြေအနေမှာအသက်ရှင်ဖို့တခုတည်းသောနီလန်းကတော့သူ့ခန္ဓာကိုယ်ကိုဆွတ်လွတ်ပြီးမူလဝိညာဉ်ကိုခွဲထုတ်ထွက်ပြေးရမှာပါ။ဒါပေမဲ့မူလဝိညာဉ်ဟာမိုးကြိုးနဂါနဲ့ဖွဲ့စည်းထားနေလို့စိတ်ရှိသလိုခွဲမထုတ်နိုင်ဖြစ်နေခဲ့ရတာကြောင့်ရွေးချယ်မှုတွေပျောက်ဆုံးသွားခဲ့ရပြီးဒီတိုက်ခိုက်မှုကြီးကိုရုပ်ပိုင်းဆိုင်ရာခွန်အားတွေနဲ့ပဲအစွမ်းကုန်တောင်းခံလိုက်ရပါတော့တယ်။ဒုတိယရုပ်သေးလေးတောက်ကြီးကိုထုတ်သုံးကာထားလိုက်ပေမဲ့ချက်ချင်းဆိုသလိုပျက်စီးသွားခဲ့ရပြီးအဖြစ်စွမ်းအားတွေထပ်တိုးဝင်လာပြန်လို့လင်တန်းဟိုရဲ့နိဗ္ဗာန်စွမ်းပါတဲ့ဓာတ်တစ်ချက်ကိုလည်းအသက်ရှင်ဖို့ရာထုတ်သုံးလိုက်ရပြန်ပါတယ်။ဒါပေမဲ့လည်းတားမြစ်အလံပါဝင်အဖိုးတန်လာတဲ့ယေဒနာ၃လေးခုဟာမျက်စိတမိတ်အတွင်းမှာပျက်စီးသွားခဲ့ရတာကြောင့်ဝက်လင်းကိုယ်တိုင်လည်းထွက်ပေါက်ပျောက်ဆုံးသွားရပါပြီ။ကြီးမားလာတဲ့စွမ်းအင်တွေဟာသူ့ခန္ဓာကိုယ်ကိုရိုက်ခတ်ဖျက်ဆီးပစ်နေခဲ့တယ်လို့ပြက်သားလွန်းတဲ့ဝက်လင်းကလည်းသူ့ကိုယ်သူဖောက်ခွဲပစ်ချင်နေလို့ဒီစွမ်းအင်တွေကြားလုံးဝအမုန်းကျိတ်ပစ်လိုက်ပြီးဖန်ခွဲတွေလိုပောက်ကွဲသွားစေလိုက်ပါတယ်။ပြင်းထန်တဲ့အဖြစ်စွမ်းအားတွေဟာဝမ်ရွယ်ကြီးကိုနာကျင်သွားစေခဲ့ပြီးနက်ပုံရိပ်ကိုလည်းပျက်စီးသွားစေခဲ့ကဝက်လင်းစီမှာလည်းမူလဝိညာဉ်တစ်ခုပဲကျန်ရှိနေခဲ့ရပါတော့တယ်။ခန္ဓာကိုယ်ပျက်စီးသွားတဲ့နောက်တိုက်ခိုက်မှုတွေအဆုံးသတ်သွားခဲ့ပေမဲ့အလျှော့မပေးခြင်းနဲ့ဝမ်ရွယ်ကြီးကလည်းသူ့နောက်ဆက်လိုက်လာခဲ့ပြန်ပါတယ်
ဒီအချိန်ဝမ်လင်းရဲ့ဝိညာဉ်တဲကနေမိုးကြိုးနဂါရုပ်ချီထွက်ပေါ်လာခဲ့ပြီးဝမ်ရွယ်ကြီးကိုဝင်တားဆီးလိုက်တယ်လို့သူ့ဘက်ကလည်းရဲဒနာအကုန်လုံးပြန်ဆွဲယူထားလိုက်ပြီးကျေတန်လိုက်အချိန်နဲ့အမြန်ဆုံးတုတ်ချေတင်လိုက်ရပါတယ်။ရုပ်ခန္ဓာကိုပျက်စီးသွားတော့ပြန်တမ်းမှုအမြန်နှုန်းတွေပုံမမြန်ဆန်လာခဲ့ပြီးကျေစင်စုတွေဖြတ်ကျော်လာခဲ့နိုင်တယ်လို့ဇွဲကောင်းလွန်းတဲ့ဝမ်ရွယ်ကြီးကလည်းမျက်ခြေမပြတ်ဆက်လိုက်ဖမ်းနေခဲ့ကအချိန်တလကြာအောင်လိုက်တန်းပြေးတန်းဆက်လုပ်နေခဲ့ကြပါတယ်။ဖြတ်သွားတဲ့နေရာတစ်လျှောက်မှာကျင့်ကြံသူတွေကြောက်ထူးတုန်နေခဲ့ရပြီးဇက်တိုက်ပြေးနေရတဲ့ဝက်လင်းစီမှာလည်းစွမ်းအင်တွေကုန်ခန်းလာနေရပါပြီ။မိန်ဖြိုးလာတဲ့မူလဝိညာဉ်ကိုအာတင်းရှေ့ဆက်စေခဲ့တယ်လို့ရှေးလျားလာတဲ့ဒီပြိုင်ပွဲကြီးကလည်းမြောက်ပိုင်းနယ်မြေကိုကျော်လွန်သွားခဲ့ကြပြီးလော်ထန်းကျင်နယ်မြေရဲ့တောင်ပိုင်းနယ်စပ်ထိကိုရောက်ရှိလာခဲ့ကြပါတော့တယ်။ဒီအချိန်မှာတော့မထင်ထားတဲ့အပြောင်းလဲတစ်ခုရုတ်တရက်ဖြစ်ပေါ်လာခဲ့ရပြီးဝမ်ရွယ်ကြီးကတောင်ပိုင်းနယ်စပ်ထဲကိုလိုက်ဝင်လာခြင်းမပြုတော့ပဲခြေလမ်းတွေကိုရက်တန်းပစ်လိုက်ကဝက်လင်းစီကိုပဲဒေါသတွေနဲ့စိုက်ကြည့်နေခဲ့ပါတယ်။ဝက်လင်းလည်းဒီလိုတတဝါကြီးကမြောက်ပိုင်းနယ်မြေကနေမထွက်သွားချင်တာကြောင့်လားဒါမှမဟုတ်တောင်ပိုင်းနယ်မြေထဲမှာသူ့ထက်ပိုပြီးကြောက်စရာကောင်းတဲ့အရာတစ်ခုခုများရှိနေတာကြောင့်လားဆိုပြီးမေးခွန်းတွေဖြစ်ပေါ်လာခဲ့ရပါတယ်။တတဝါကြီးရဲ့ကြောက်ရွံ့တွန်းဆုတ်နေတဲ့အမူအရာတွေဟာတောင်ပိုင်းနယ်မြေထဲမှာပိုကြီးမားတဲ့အန်ဒီယယ်ကြီးတွေရှိနေလို့ဆိုတာဝမ်လင်းမှန်းဆလိုက်နိုင်တာကြောင့်သူကိုယ်တိုင်လည်းဆက်ဝင်သွားဖို့အနှဲငယ်တွန်းဆုတ်သွားခဲ့ရပါပြီ။ဒါပေမဲ့သူ့နောက်ဖက်မှာလည်းအချိန်မရွေးမျိုးချပစ်ချင်နေတဲ့ဝမ်ရွယ်ကြီးတစ်ကောင်စောင့်ကြိုနေပြန်တာမို့ရွေးချယ်စရာလည်းမရှိတော့ပါဘူး။အခုချိန်မှာမူလဝိညာဉ်ပဲကြန့်ရှိနေတော့လို့လုံခြုံတဲ့နေရာတစ်ခုမှာခန္ဓာကိုယ်အသစ်တစ်ခုပြန်တိဆောက်ဖို့လိုအပ်နေလျက်ရှိသလိုသူယူလာတဲ့ရွှေမီလျံတက်တူရိုးတွေကလည်းထန်းနီပတိစေကိုပြီးပြည့်စုံအောင်ဖန်တီးနိုင်နေပြီဖြစ်ပါတယ်။ဒါကြောင့်နောင်ခါလာနောင်ဈေးပဲဆိုပြီးပြက်သားတဲ့ဝက်လင်းတယောက်တောင်ပိုင်းနေမြေတဲ့ဝင်ရောက်လိုက်ရင်းကဒီအပိုင်းလဲပြီးဆုံးသွားခဲ့ပါတော့တယ်။နောက်ပိုင်းမှာတော့အန်ဒီယပြည့်နေတဲ့တောင်ပိုင်းနေမြေထဲမှာဘလို့ရာတွေနဲ့ရင်ဆိုင်ရအောင်မလဲဆိုတာတွေပြီးပြည့်စုံသွားတဲ့ထန်းနီပတိစေတဲ့ကနေဘလို့လွတ်ဝက်ချက်တွေထက်ရှာတွေးနိုင်မလဲဆိုတာတွေကိုပုံမှန်တိုင်းဆက်တင်ဆက်ပေးမှဖြစ်လို့ဒီအပိုင်းလေးကို like လုပ်ပေးသွားကြရင်ဖြင့်နောက်တစ်ပတ်မှာပြန်တွေ့ကြပါမယ်